မြန်မာငွေ3,500ကျော်နဲ့ချင်းမိုင်မျိုးကအတစ်ဆက်ဆက်နှစ်ထပ်လုံးချင်းအိမ်လေးကိုဝယ်ယူလို့ရပါပြီဒီအိမ်လေးရဲ့အကျယ်က122 square meter ရှိပြီးတော့မှအိတ်ခန်း3ခန်းအိမ်နိုင်ချိုးခန်း2ခန်းဒါအပြင်ကားပါကင်2စီးစာလည်းပါဝင်ပါသေးတယ်ဒီအိမ်ရဲ့ location ကလည်းချင်းမိုင်မျိုးရဲ့တွားရလာရလွယ်ကူတဲ့နေရာမျိုးမှာတည်ရှိပါတယ်ဒီအိမ်ရဲ့တန်ဖိုးကလည်းမြန်မာငွေ3,500ကျော်နဲ့စပြီးမှပိုင်ဆိုင်နိုင်ပြီဆိုတော့စိတ်ဝင်စားရဲဆိုလို့ရှိရင်ကျွန်တော်တို့ Home Talent Estate မှာအပြင်မှာလိုက်ကြည့်ဖို့ appointment တွေလိုက်ယူလို့ရပါပြီ